အမကွက်ကိုမှရှမ်းဘူးကွက်ကိုရှော့နော်ကွက်ကိုပုံသွင်းပြီးထွက်လာလိုက်တော့မကြီးငါဘာမှမစမှုပြရမလဲခင်ဗျာ ဘာမှဝန်ဆောင်မပေးနဲ့ โอเคငါမှကျွန်တော်ဆိုသပင်ညက်မယ်ဆိုရင် တည်ရသပင်ညက်တာ၃မျိုးရှိရကျွမ်းကျင်တဲ့အစင်းမြင့်နဲ့နီးပညာနဲ့ ဟုတ်ခေါင်းလျှော့မယ်ဆိုတော့ ခေါင်းလျှော်ရလည်းတည်ရခေါင်းလျှော်ကဘယ်သေးလဲဆိုတာအကုန်သိငါဒီကိုလာနေကြငါ့ကိုဘာမှထပ်ပြီးတော့မေးမယ် ဆော်တော့မလားခင်ဗျာ လျှော်တော့မယ်ဘာလို့မေးမှန်းမသိအဆောင်မကြုံသေးဘူးလားအေးရလေ ဟုတ်ဆိုနေနော်မအမရှမ်ပူကလေ ရငါရိုးရှံမှုလည်းမတော့ငါရှံမှုကောင်းနေရိုးရှံမှုရလာပြောနေတယ်ငါဒီမှာ3ရက်တခါကောင်းလာလျှော်နေရ တော်ကြပါတော့တော်ကြပါတော့ အမကွက်ကိုမှရှမ်းဘူးကွက်ကိုရှော့နော်ကွက်ကိုပုံသွင်းပြီးထွက်လာလိုက်တော့မကြီး 哎呦我的妈！ သူကရှော့လာငါရှော့ပြရမှာမသိ